ကဲအလုံးအားလုံးမင်္ဂလာပါနေရာဒီမှာဘေးကားတွေလည်းတက်တယ်အမိုးတွေလည်းလက်ချုပ်တယ်နော်အမိုးတွေလည်းပြီးရင်ဟိုဘက်ကတော့အင်ဂျင်ပိုင်းလောက်အောင်ပေါ့နော်ကဲဒါကတော့အမိုးထုတ်တာကိုပြကျင်တာပေါ့နော်အခုလောဆယ်ဒီမှာဘေးကားတွေကတော့လုံးဝပြောင်းသလင်းခါပါပြီဘေးကားတွေကမရှိတော့ဘူးနော်ဘေးကားတွေကမရှိတော့ဘူးနောက်တတုံးရောက်ဖို့ပဲစောက်ရတော့မှာနော်ဒီမှာအမိုးချုပ်တယ်ကျွန်တော်ဒီကနေတချို့အမိုးတွေဆိုဒီကရေးရိုးတယ်နော်အခုကျွန်တော်ချုပ်ပေးမဲ့ဟာကကျွန်တော်ရိုက်ပေးမဲ့ဟာအကောင်ရှည်မြူစေးရအောင်နော်ဒီဘက်မှာအခုလက်ရှိရိုက်တာအကောင်တစ်စီးကောင်ဘေးကလည်းတက်တယ်ဟိုစားလည်းချုပ်တာတယ်အခုဒီမှာနော်ဒီကရေးမြူစေးရအောင်နော်ကျွန်တော်ရိုက်ပေးတဲ့မိုးတွေကဲအားလုံးပဲလာရောက်ပြီးတော့တက်ဆင်ရရတယ်နော်အမိုးဆိုလုံးနေနော်အမိုးဆိုလုံးနေရကဲအခုကလက်ရှိတာတက်နေတဲ့မြင်ကွင်းပေါ့အခုဒီမှာဒါဆိုရင်ဒါတို့တော့ဒါထည့်ကြတာပေါ့ခုကချိုးကြတော့ဟိုမန္တလေးမှာဆိုရင်တော့ဟိုဟာနှစ်ထပ်ထည့်ကြတယ်နှစ်ထပ်လည်းထည့်လို့ရတယ်နော်နှစ်ထပ်လည်းထည့်လို့ရတယ်ချိုးကဒီမှာလေအတွင်းကအမိုးဆိုပြီးထည့်ကြတယ်ကျွန်တော်ရင်းကထည့်ထားတဲ့ဟာရှိတယ်နောက်ကျပုံမှာပြတာပြီမယ်အရှိပါစေကဲဟုတ်ပြီအားလုံးပဲလာရောက်တက်ဆင်လို့ရပါတယ်နော်အမိုးတွေလည်းလာရောက်ချုပ်လို့ရပါတယ်အမိုးလာရောက်ပြန်ရိုက်တာပေါ့နော်ဒါရိုက်တယ်လို့ပြန်ခေါ်အောင်နော်အမိုးပြန်ရိုက်တယ်အမိုးအစ်စ်လဲကျင်တယ်ဆိုလည်းရတယ်ဘယ်မှာအမိုးကြီးယူလို့ပြန်ရိုက်ကျင်တယ်ဆိုလည်းရတယ်ဟုတ်ပြီနော်ကဲအားလုံးကျေးဇူးတင်ပါတယ်